လေဒီပန္တိတဥမောင်ကြီးရဲ့စာနကြနေတီကျမ်းကိုစကားဆက်လို့ဂျားနဲ့ထည့်ပြောခြင်းဖြစ်ပါတယ်။မူရင်းဇက်တော်ကိုပြန်ပြီးတော့သွားမယ်ဆိုလို့ရှိရင်တေပင်စောက်ယုဂဇုနမင်းကြီးကပင်စာလာမင်းကြီးကိုဘလို့တိုက်တွန်းလိုက်သလဲဆိုတော့မဟာရဇသမုဒ္ဒိနအိုမင်းမြတ်ရထေတိုင်းနိုင်ငံတွင်၌၎င်းဇနပရိဇနဘောယဒေသ၌၎င်းဥပတုတေစနိနာခြင်းကိုကတ္တဝါပြု၍စရလှဲ့လေစုံထောက်ပါလောမင်းကြီးတိုင်းပြည်ရဲ့အတွင်းကိုလှဲ့လေပြီးတော့ပြည်သူအတန်ကိုနားထောင်ပါတထတို့စနိနာလှဲ့လေတော်မူရာဌာနတို့၌ဒိဋ္ဌဝါစကိုယ်တိုင်တွေ့မြင်ရသည်ဖြစ်၍၎င်းသုတ္တဝါစကိုယ်တိုင်ကြားသည်ဖြစ်၍၎င်းတတော်တို့ကြားသည်တွေ့မြင်သောအတိုင်းသုံးသင်မင်းကြီးသည်ပฏิပစ္စတိလမ်းမမရောက်လမ်းမရောက်အောင်ကောင်းစွာမသွေကျင့်သုံးတိုက်ပါပေ၏မင်းကြီးတိုင်းနိုင်ငံဇနဘုအရရကိုလှဲ့လေပြီးတော့စုံစမ်းထောက်လှမ်းမှာပြည်သူရဲ့အတန်ကိုလှဲ့လေပြီးတော့နားထောင်ကြည့်စမ်းမှာအဲ့ဒီပြည်သူတွေကဘာတွေပြောနေသလဲဆိုတာကိုမင်းကြီးကြားသိပြီးတော့သူတို့ပြောတဲ့အတိုင်းကိုမြင်တွေ့ခဲ့တဲ့အတိုင်းတိုင်းပြည်ရဲ့အပေါ်မှာကျင့်ကြံကြိုးကုပ်ပြီးတော့မှန်ကန်တဲ့နီလန်းအတိုင်းအုပ်ချုပ်မယ်ဆိုလို့ရှိရဲ့မင်းကြီးလည်းပဲမင်းကြီးတရားနဲ့ညီညွတ်ပြီးတော့ကောင်းမွန်တဲ့မင်းတစ်ပါးဖြစ်လာပါလိမ့်မယ်လို့အဲ့ဒီလိုယုဂဇုနမင်းကပင်စာလမင်းကြီးကိုတိုင်းသူပြည်သားတို့ရဲ့ပြည်သူအတန်ကိုနားထောင်ဖို့ရအတွက်တိုက်တွန်းတဲ့အခါမှာပင်စာလမင်းကြီးသည်ထိတ်လန့်ခြင်းပြင်းထန်စွာဖြစ်ပြီးတော့တညာလုံးဆက်တော်မခေါ်နိုင်အောင်ရှိတယ်။အဲ့ဒါနဲ့နနမိုးလင်းတဲ့အခါမှာတိုင်းပြည်ရဲ့ထီးနှံကိုမူးမတ်တွေကိုအနှင်းပြီးတော့မိမိရဲ့ကျွမ်းဝင်တဲ့ပုရောဟိတ်ပုံနာကြီးနဲ့အတူအရှိတကားမှထွက်ပြီးတော့မထင်မရှားတဲ့အသွင်နဲ့ရုပ်ဖြတ်ပြီးတော့ပေါ့ဗျာတိုင်းပြည်ကိုလှည့်လည်ပြီးတော့ပြည်သူအတန်တွေကိုနားထောင်နေအဲ့ဒီလိုနဲ့ပင်စာလာမင်းကြီးနဲ့သူ့ရဲ့အတွင်းဝန်ပုရောဟိတ်ပုံနာကြီးနဲ့အတူမြို့ရဲ့အရှိမြောက်နဲ့အရှိမျက်နှာကနေပြီးတော့ထွက်လာလိုက်တာတဲ့တယူဇနာကဝေးကွာတဲ့ရွာတေဝါကြီးကိုရောက်တဲ့အခါမှာသူအိုကြီးတယောက်ကအဖိုးအိုကြီးတယောက်ကမိမိရဲ့အိမ်တကားဝမှာစူးစူးပြီးတော့ဆောင်းကြောင်ထိုင်ပြီးတော့ခြေထောက်ကစူးကိုနှုတ်ရင်းနဲ့မင်းကိုဘလို့ပြောနေတယ်လဲဆိုတော့ဧဝံဝေဒေတုပင်စာလောသင်္ကာမေတရမဘိတောယထာဟာမစ္ဆဝေဒေမိကန္တကေနသမပိတောဧသာယခုအံငါတိကန္တကေနစူးညောင်းဖြင့်သမပိတောစုခံရသည်ဖြစ်၍ဝေဒေမိယထာကျင်းနာကြိုက်ခဲဆင်းရဲဝေဒနာခံစားရပြီတကဲ့သို့ဧဝံဤနည်းသူစွာပင်စာလောငါတို့ရဲ့အရှင်ပင်စာလမင်းစိုးကြီးသည်သင်္ကာမေစစ်မြေပြင်၌တရမပိတောရင်ညွန်ဥဝဲစိတ်လူမြားစုဝင်သည်ဖြစ်၍ဝေဒေတုဒုက္ခဝေဒနာပြင်းစွာခံစားရပါစေတည်းအဖိုးအိုကြီးကသူ့ခြေတော်စူးစူးရင်းနဲ့မင်းကြီးကိုကြိမ်ဆဲနေတယ်ဆဲဆိုနေတယ်ငါသည်စူးစူးပြီးတော့ဒုက္ခဝေဒနာခံစားရတယ်လို့ပဲထိုနည်းတူစွာငါတို့ရဲ့တိုင်းနိုင်ငံကိုအုပ်ချုပ်နေတဲ့ပင်စာလမင်းစိုးကြီးသည်စစ်မြေပြင်အရမှာရင်ဝတဲ့တဲ့ကိုမြားစူးပြီးတော့ဒုက္ခဝေဒနာကြီးစွာတွေ့ပါစေငါခြေတော်စူးစူးသလိုသူ့ရဲ့ရင်ဝကိုလည်းပဲမြားလက်နဲ့ကြီးစူးပြီးတော့ဒုက္ခဝေဒနာကြီးစွာခံစားရပါစေလို့အဲ့ဒီလိုကြိမ်ဆဲပြီးတော့နေတယ်အဲ့ဒီကြိမ်ဆဲတဲ့တန်ကိုပင်စာလမင်းကြီးထိတ်လန့်ခြင်းဖြစ်တယ်ဗျာဘဲကြောင့်မင်းကိုဒီလိုကြိမ်ဆဲနေရတယ်လေဆိုပြီးတော့သူ့ရဲ့ပုံသားကြီးကိုသွားပြီးတော့စုံစမ်းခိုင်းတယ်
စုံစမ်းခိုင်းတော့ပုံသားကြီးကသွားစုံစမ်းတာအဖိုးကြီးဘာဖြစ်လို့ခမည်းကပင်စာလာမင်းကြီးကိုဆဲဆိုကျိမ်းမောင်းပြီးတော့ကျိန်ဆဲနေရတာလေခမည်းကြီးတော့အသက်ရွယ်ကကြီးမျက်စိတွေကမှုံပြီးတော့မျက်စိမမြင်တဲ့အတွက်ကြောင့်လို့ကိုယ့်ဘောက်ကိုစူးစူးတာကိုဘာဖြစ်လို့ပင်စာလာမင်းကြီးကိုကျိန်ဆဲပြီးတော့အပြစ်ရှိတယ်လို့ဆဲဆိုကျိမ်းမောင်းပြီးတော့နေရတာပါလေလို့အဲ့ဒီလိုပုံသားကြီးကသွားပြောတဲ့အခါမှာအဖိုးကြီးကဘာပြန်ပြောလိုက်တယ်လဲဆိုတော့ဘဝတဗျမဓတ္တတသောဟံမကတံပိပြမနောအရခိတောဇနပဒအဓမ္မပလိနာဟတံရတ္တိကြီးသောရခတန္တိဒီဝခတန္တိတုံတိယံရထသံဝေကုတရဇတဘဟုအဓမ္မိကောဇနောဧတာတိတိပယေဇာတိပယတတာတမနဝံနေလေနဂာနိကုံပန္တိဝန္နေအာရိတဝကန္တကံပြမနာအမောင်းပုံနာတောဟံထိုငါသူအိုတိမကတမိစုစုခံရ၏ဣထာဤစုစုမှု၌ပြမတတ္တတပြပရမင်းဆိုကြည်ဒေါသအပြစ်တို့သည်ဘဟုများလာပါကုန်၏ဇနဗရနိုင်ငံဇနပုတ်တို့ကိုလည်းပဲအာရခိတကောင်းစွာမဆောင်ရှောက်အပ်ကုန်အဓမ္မပါဠိနံမတရားသောအကုန်ခွဲခြင်းဖြင့်အာဟာတာနှိမ့်ဆက်ခြင်းပအပ်ကုန်၏ဟီတိုင်းသောပြည်သူတို့စုပူဆင်းရဲပုံကရတ္တိညင်အခါ၌စောတာခိုးသူတို့သည်ခါတန်တိမိုက်မဲကြိုက်ခဲညှင်းမှန်းကြကုန်၏ဒီဝါနေအခါ၌တုံတိယမတရားသဖြင့်အခွန်တောင်းသောမင်းမူတန်းတို့သည်ဝါလျက်စားဖြတ်စားမင်းမူတန်းသမားတို့သည်ခါတန်တိမိုက်မဲကြိုက်ခဲညှင်းမှန်းကြကုန်၏ကုတရဇတမင်းစင်လေဤရထသမိန်တိုင်းနိုင်ငံ၌အတ္တမီကိုတရားမဆောင်သောဇနောလူသည်ဘဟုများလာစွာ၏တာတာဘုံနာကလေးဧတာဓိတိပယေဤကဲ့သို့သောမတရားသောဘေးကြီးသည်ဇာတိတိုက်ဆိုင်ဖြစ်ပွားလာသည်ရှိသောမာနဝလူအပေါင်းတို့သည်ဘယတာဘေးကိုကြောက်လန့်ကြကုန်သောကြောင့်ဝန်လေတော်၌ကန္တကံစုကပ်များကိုအာရိတဝါယူဆောင်၍နေလင်းနဂာနီပုံအောင်ရာတို့ကိုကုံပန္တိပြုကြကုန်၏အိုပုံနာကလေးကျွန်ုပ်လိုအဖိုးကြီးကိုစူးစူးခြင်းဟာဗျမတမင်းကြီးနဲ့တာဝန်မကင်းပါဘူးဗျမတမင်းသည်တိုင်းနိုင်ငံဇနပုတ်တို့ကိုလည်းပဲလုံခြုံစွာမအုပ်ချုပ်မတရားသောအခွန်အတုတ်ဖြင့်သာလည်းရင်တဲ့အမြဲနှိမ့်ဆက်ညှဉ်းပန်း၍နေတယ်ညအခါမှာခိုးသူတွေကထားကြွတောင်းကြံနေ့အခါမှာမင်းမူတန်တွေကထားကြွတောင်းကြံကျွန်ုပ်တို့မှာချမ်းသာအေးမြစွာနေထိုင်ရန်အချိန်မရှိပါမင်းကစပြုပြီးတော့မတရားသောကြောင့်မတရားတဲ့လူတွေဟာများစွာထူပြောပြီးတော့လာတယ်တိုင်းပြည်ရဲ့အတွင်းမှာမတရားသောဘေးကြီးဖိစီးနှိပ်စက်တဲ့အတွက်အဲ့ဒီဘေးကနေပြီးတော့ကြောက်လန့်ကြတဲ့လူအပေါင်းတွေကတောကနေပြီးတော့စုကတ်တွေကိုယူဆောင်ပြီးတော့မိမိရဲ့အိမ်ကိုလုံခြုံအောင်တဲ့စူးတွေနဲ့ကာယံကြတဲ့အတွက်ကြောင့်ကျွန်ုပ်မှာအဲ့ဒီစူးစူးခြင်းဝေဒနာကိုခံစားရခြင်းဖြစ်ပါတယ်ဒါမင်းရဲ့အပြစ်မဟုတ်ပါလားလို့အဖိုးကြီးကလာမေးတဲ့ပုံနာကိုပြန်ပြောတဲ့အခါမှာပင်စာလဗျမရမင်းကြီးသည်ပုရောဟိတ်ပုံနာကိုခေါ်၍ယုတ်တန်သာကထေသည်ဤသူကိုပြောတဲ့စကားဟာအမှန်ပဲငါမှာအပြစ်ရှိတယ်နန်းတော်ကိုပြန်ပြီးတော့တရားသဖြင့်မင်းပြုတော့မယ်လို့အဲ့ဒီလိုပုရောဟိတ်ပုံနာကိုပြောတဲ့အခါကျတော့ပုရောဟိတ်ပုံနာလေးကမပြန်မနိုင်အောင်ခုမှပြည်သူအတန်ကတခုပဲကြားရသေးတယ်ဆက်ပြီးတော့စနီးနာလဲထောက်လန်းစုံစမ်းကြပါအောင်ဆိုရှေ့ဆက်သွားကြပါစို့ဆိုပြီးတော့အဲ့ဒါနဲ့ဘယင်းကြီးနဲ့သူ့ရဲ့ကိုရင်အရာရှိပုရောဟိတ်ပုံနာတို့ကဆက်လက်ပြီးတော့သွားကြသွားတဲ့အခါမှာတဏှာရောက်တဲ့အခါကျတော့ဟင်းရွက်ခူးနေတဲ့အဖွားအိုကြီးတယောက်ကခြုံပေါ်ကနေပြီးတော့လိမ့်ကြတဲ့အတွက်ကြောင့်မလို့ဗျမရမင်းကြီးကိုသူကလည်းပဲကျိန်ဆဲနေတယ်ဆဲဆိုနေကရတုနာမယံရာဇံဗျမတ္တောမရိတတိယသာရထမိစေယံတိအပတိကာကုမာရိကာ
Yada Jim Yamarami, Radami, Danangana, Kumariga, Abiogalero, the Abadiga, Lenda, Maya Jago, Messia, Di, Ayue, Hanga, Ome Shago. Piama Dado, Piamada Amishino, Ayaraza, Ime, Oji, the Karadi, Beakana, Gadadu, Abeakana, Marita, Di, Nama, Devaladani. Hori Mezala, Mini, Bero, Miama, Deva Male, Piambra, Nangando, Nangandoma. Abugalimia, low dream at the king, came only, Maya, Vene, Oyeda, Dwajayare. Aburi Lemaya, Adama, Osure, Menzo Gidi. Beakama, Deva Male, Amiandiro Muma, Abugaliri, Lenyarome, Subiro. A Poiga Leveduya, the Midi. Lemayara Dwajamolo, the Besala Minigo, James Biro, needed, Seso Biro, needed. Any James Ango Mena Bonare Jana Kama, Buroi Bonaga. A Poi town Capito, Dime Poi. Then the Ajujango Gonzwa Malima, James Ago the Ayame Yuso Vida, Babilo Besala Minigo, Jan Dana Seso Biro, Niarale. Benangama, Abu Miago, Bayan Memberga, Lenshabido, Bizayo Tola, she's a lay. Commander Midi, Lemayara, and Babilo sent the Shao Seniarale. Commander Midi, Lemayara, Shimbian, Bamam Sangu, Erilo, Piore Kajado. Radana Menguda Razada Bahu Adami Gozano, Dozi way, Dobare Ka, Dobare Dare, Kudo Padaku Mario. Any Lobiola de Bonali, a Pawiga, Babian Bido, Biola the Lesoyen, Yamana, Mount Bona. Kuda Razana Madiano Mason Layer, Rada the main Nangana, Adami Godea Masondo, Zano, Lumiadi, Pahumiala Swai. Dozi way, Adam Wimu Jede, Ladi Pigwe. Tare Nameano go Dobe, Dobere, Mwim, Boke, Ladi Shidoku, Mario, Abugalero di. Bada Bada Low Dream, Kemolingo, Kudo, Labandi, Abemaya, Nine Bagondo Ani, Dima Bonagali. Chano Ajo Jango Gonza, Malay Mari, many was Seso, Jimon Yunida, Hoba, Janodi, Lema Vare. Jano Yadaga, Gondo, the Gatibare. Name Madia, Dwajamlonia, Kama, the Kuri, Tajwa, and Negama Madia, the Conqueta. Minzi Lulino Tajwa, Donya Jare, Tainanga, Zanabuha, don't look Chochabiro, needed. Madia, Mesile, and Nangama Madia, Duruda, Bomiare, Minga Madia, Sayiga, Shama, the Ventango Bidaro, Doka, Miare, Akama, Tamayam Wimuyan, Imadama, Kakejavare. Tamaya Abu Amugo Masodabi, Bimi Adagobi, Nyunu Nini Kege Yin Adamadio, Manem, Wimu Biro, South of Niare. Dilo Kibia, Kidja Gidema. Yaujaji de Bogoria, Bema, Bema, Julo Zay Shiro Male. Yaujanya, Dazi, Mayazi, Konkan Laregama. Eddie Abu Liriga, Bema, Lin Yaujaga, Yana Male. Leo Jago Machine, Bogore, Low Dream, Leo Jamayaja, Bene, Dalayan. Are you a high Bidos, Rabino, Yojayare, O Bonagali? Genoma, the Mibu in the Yoshide, and Nangan Choja, Madia Tonga, a kite that Rajamulo, are you a young the Mibu in the Yago? A bingo Matra Kaiman, Ainema, Bowie in the Yade, Ling on Dagon, Yojago, Yana, Leve, a John Beroma, Mashido. The media go Jano Gura and South Show, Lou Junior, the media go Enema, Bonkain, a Pao Yiga era. The Didio would Sha Bido, Chomo, Debido, Henya Kuda, Tin Kuyada, Yikayade, Ola, Kazari, Alu, Dugura, and Soundware, the media will be Matwakain, Kijiga, Jenny, Redjam. And I am a man, Madea, Red Redjam, Nanga, Chocha, Bido, Hobala, Genoa, James Ejima, the Zonda, a beam, Mashiva. Erilo, Faoji, Piambiore Akama, oh, Pensala Meniga, Yo Danagati, the Hoi of Faojiga level, Manganes, a Gago, Piozo Livala, now we got Jiswa, Pite.